赵云米块个了西龙，前三呢京东有大宝，可得个啦，唐古时的苦年，还没是能帮东周安那路亚个呢，西部原地欧苏会带开家的钱，也是被民币看伢提挖的赵云个，都来讲亚邦苗刷过乌上币，民讲民苗过下坡起脱拉开的，比个苗白嘛因阿基的公孙山西嘛温可龙开大宝，嘛家给嘛为公孙山西拉可龙的刘备呢送米家的，他都那样哈对前辈一样一年多家的，老家几个改定前的刘备也一万家积木过的跑家路，赵云得了跟伢路么一辈是家里阿呀巴呀漂皮贴的，刘备个嘞赵云个都也免得过乌少混背来的，特别咩嘛家给嘛呗，公孙山下等你他等你马那基拉比，比图的一包一十拉拉个赵云免来呀的，阿里一前嘛呗赵云也阿个送多啦呢，大个一张比比公孙山时个你弄脱开大包，两块卡你嘛刘备个赵云也let个改比免理家你下啦，赵云个嘞真我没有白到嘛对啥嘛跑巴布，先撇开的技术的个白到嘛没没巴布路个地别开的，啷的嘛到刘备嘞公孙山时个你脱拉开的，可得个啦内拉比呢，刘备下常常个兄弟元宵时嘛大窟窿尼亚路，而且你个多少收银呀的钱，赵云个啥地也两万年，地的人个家人呢，阿特安的一个顺比，一千秒个对对谁多个，刘备呢等下龙刘文水女些的，第一千个傻逼，赵云哈都也得龙个，不老熊那么热的，第一买只的马鸡刘备是嘛为公阿来多的，佢得个人那趟车困难，建州比呢参办波一日。常常一图表下面揸的門特幾個，來龍基的路帶開拉路，劉備一特對執政朋友別時多的，用眼神看片內容，趙雲苗北路多比，常常是啲啥看不多啦，對差的路票單對聽啦的，大個劉備個自龍下亞個順便買圖嘛好補路多大幾年開的，大家都一啲錢嘛趙雲個苗北個屋頂呢啦好把的，特別常常得對圖特送你啊來乎，民國內比等要貼穩帶的。是咪邊阿嚟嘛？先嘅劉翔個背其他的感覺到個相對大的，趙雲個兩時個解，劉翔呢感覺到個加貴比人，人都搭對家的個呢對蘭章的苦個帶開跑脫開的，為用票子的苦龍對千千里路，得蘭龍帶人收人呢陪，人都對個內能比鬧送嘛劉備呢變送開的，特別咩劉備個佢呢個未知波有等日亂別負路比，啲佢呢都要作亞嘢破單識到知都要鬆鬆呀路尼巴撇開呀的路標的，啲路呀個趙雲個單坡他啦點麼加別，識啲阿農個吧，亞路一萬七下對他步野之的路標來家嚟撇的，不咋看嘛別，趙雲下亞萬識到知，亞都知識到知撇拉開的，佢得個人頭實得苦呢，劉備個劉璋也配考目呢，蘇比呢四川個識幾多錢嘛，趙雲個建州比呢也是以阿那阿農個亂一錢看開呀的，一啲嘛孫權孫觀個，那麼撇到個一邊考面所的一張表情呢，先保的亂啲，孫個呢度劉翔個把江東一些武士邊被水部戰士多啦唄。趙雲個第二個嘢咪得呢，江片呢圖七千鬆撇七差別，一些烏藤包惡數個兩個呢撇皮皮咯，劉翔個別人的經呢邊開內開的，孫個個都一些烏皮個對樣睇邊多開呀比，一啲鬧牌劉備是別羅馬邊唔拉咯，佢得個那趟十東股呢依舊比呢嘛，劉備呢劉璋都怪別家的。但係羅子個苗北個呢長途苗是起得清嘛，趙雲對樣睇刀筆蘭章個呢快脫起得開啦。每米啦帶三特比，江陽苗呢長途東北個內米旅個帶開頂擺比咯，長途苗個凹凹面面蜿蜒被所能開的。劉璋嘞東北嘛吧，那是第六十度幾許尼拉個按凹尼大型的嘞，နောက်ဆုံး人呢查開呀比，趙雲嘞以軍十度幾一撇起面看開呀嘞。水州地道個人差唔多比的喏，十度幾啲個雷亞米အိ亞呢水位啲個不落虧麼嘞所比水尼家嘞。四月四月嘛，劉備個蘇拉比皮膚變啲東，趙雲個乜地入比個。後龍個十度幾好出便當，印度個乜錢滿也得對，我係乜土當不路標嘅不嘞。အခု咧，နိုင်年တော့印度啲個乜錢滿也包。အကယ်၍လဲလဲအိမ်啲個十度幾啲個ပဲခွဲပေးလိုက်ရင်，ပြည်သူတွေကဘာကိုအမိပြုပြီးအတမွေရတော့မလဲလို့ကန့်ကွက်လိုက်တယ်။劉備လည်းအတော်ကြာတိတ်ဆိတ်သွားပြီးမှ趙雲ရဲ့စကားကငါကိုနိုးချသွားစေတယ်ဆိုပြီးချန်တူကလဲနဲ့အိမ်တွေကိုပြည်သူတွေစီပြန်ပေးစေခဲ့တယ်။ချန်တူပြည်သူတွေဒီတရင်ကိုကြတော့အချင်းချင်းပြောကြပြီး劉備ရဲ့ကရုဏာတရားကိုချီးမွမ်းကြတာပေါ့။ခရစ်တကရာဆန္ဒခုနေမှာတော့တတိပတိညာပြေဆုံးတဲ့သူရဲ့ကောင်းတရားရဖြစ်ရဆန်းပေါ်လာခဲ့တယ်။ဟန်ကျုံတိုက်ပွဲမှာစစ်သူကြီးဟွန်ချန်းကရိခါသိမ့်ပြီးပြန်မလာနိုင်ဖြစ်နေလို့趙雲ကမြင်းစည်းသူရအနေငယ်နဲ့တွားပြီးစစ်ဆေးတဲ့အခါ趙ဝေရဲ့စစ်တပ်ကြီးနဲ့ထိတိုက်တိုးပြီးရန်သူပြူဟာတဲ့တက်တိုးဝင်တိုက်ခိုက်ခဲ့တယ်။ဝဲညွညတိုက်ပြီးဝိစစ်တပ်ကိုရိုက်ခွဲကတိုက်ရင်ဆုတ်ခွာခဲ့တာပေါ့။မကြခင်ရန်သူတွေထပ်ဆူယုံလာပြီး趙雲ကိုဝိုင်းထားကြပေမဲ့趙雲ကသူ့လူတွေကိုဦးဆောင်ပြီးဝိုင်းရံမှုကိုထပ်ပြီးဖောက်ထွန်းနိုင်ခဲ့တယ်။တပ်စခန်းကိုဘေးကင်းကင်းနဲ့ပြန်ရောက်တဲ့အခါစစ်သူကြီးချမ်းကျူကြံရစ်ခဲ့တာကိုသိလိုက်ရလို့အဝေးကိုလှမ်းကြည့်လိုက်တော့သူဟာဝိစစ်တပ်ရဲ့ဝိုင်းရံတာကိုခံနေရတာမြင်လိုက်ရတယ်။趙雲ကမြင်းစည်းပြီးဝိုင်းရံမှုတဲ့ချက်ချင်းပြန်တိုးဝင်ကချမ်းကျူကိုကယ်ပြီးစခန်းကိုပြန်ခေါ်လာခဲ့တယ်။ဒါကတော့တက်တွဲကို3ချိန်ဝင်3ချိန်ထွက်ပြီးကယ်တင်ခဲ့တယ်ဖြစ်ရပါပဲ။
စခန်းပြန်ရောက်တော့အလံတွေကိုရှော့စစ်ပုံတွေကိုတိတ်စီကိုအိမ်မိန်ပေးပြီးစခန်းတကားကိုဖွင့်ဟထားလိုက်တယ်ဝေးစစ်တဲ့စခန်းရှိရောက်လာတော့တမကက်တဲ့ရဲ့စခန်းတကားပွင့်ပြီးတိတ်စီနေတာကိုမြင်ရပြီးချွန်ကိုတိုက်မဲ့စစ်တဲ့ရှိမလားဆိုပြီးတန်တရားဝင်ကစော့ဖို့ပြင်းသုံးပါပဲရုတ်တရက်စစ်ပုံတန်တွေတပြိုင်နက်မြင်ဟင်းလာပြီးညားလေအများကြီးတပြိုင်နက်ဖိခတ်လိုက်တယ်ဝေးစစ်တဲ့လဲဘလဘလဲထီပြီးတယောက်ကိုတယောက်နီးမိကဟန်ရီပင်သေးကြဆုံးတေဆုံးသူအများကြီးရှိခဲ့တယ်နောက်တစ်နေ့မှာလျိုးပြီးကစစ်မြေပြင်ကိုလဲလဲကြည့်ရင်ကြောက်ရွံတကူလုံးကတော့တတိခဲကြီးပါပဲလားလို့ဟားတိုက်ရေမောပြီးချီးကျူးခဲ့တယ်ခရစ်စကလာနှစ်ခုနှစ်စစ်တခုနဲ့မှာတော့လျိုးပေးကခြံတူးမှာအေကလရဲ့အဖြစ်ဘေးထိခံပြီးကွာညုအတော်ကလဲစားချေဖို့ဦးနိုင်ငံကိုတိုက်ဖို့ပြင်းတယ်ကြောက်ရွံတယောက်ပဲနိုင်ငံတော်ရဲ့ရန်သူကဝေမင်းစုချောင်းဖြစ်ပြီးစွန့်ချွားမဟုတ်ပါဘူးဝေနိုင်ငံကိုအရင်ချေမှုရင်ဦးနိုင်ငံကအလိုလိုအညံ့ခံလာပါလိမ့်မယ်အခုဝေနိုင်ငံကိုထားခဲ့ပြီးဦးနိုင်ငံကိုတိုက်ရင်စစ်ပွဲစားတာနဲ့ချက်ချင်းပြီးဖို့မလွဲပါဘူးလို့ဝိုင်းဖြောင်းရတယ်လူပိတ်လိုက်မျက်နှာပြတ်သွားပြီးကြောက်ရွံရဲ့အကြံကိုလက်မခံပဲကြောက်ရွံကိုဦးတိုက်ပွဲရဲ့နောက်ချမ်းအခြေဆိုင်စခန်းဖြစ်တဲ့ဂျန်ကျိုးမှာရွေးခါပို့ဖို့ပဲတာဝန်ပေးလိုက်တယ်ခရစ်စကရာနှစ်ခုနှစ်ခုနှစ်မှာအေလင်းတိုက်ပွဲမှာစစ်ရှုံးတဲ့တရင်ရောက်လာတော့ကြောက်ရွံကချက်ချင်းပဲစစ်တပ်ကိုဦးဆောင်ပြီးတွားကြိုဆိုကလန်ကီတလျှောက်တက်ပြက်လို့စူးစီးပြီးစစ်စီကံပြန်ထင်းခဲ့လို့နောက်ဆုံးမှာဦးစစ်တပ်ရှုတ်ခွာသွားခဲ့တယ်ဧပြီလမှာလူပိတ်ယောဂနဲ့ကွယ်လွန်သွားတယ်ဒီအချိန်ထိကြောက်ရွံကလုံနေတဲ့စစ်ဆူနေကလိုပဲရွေရုံစစ်သူကြီးအစ်စ်မှာပဲရှိနေပေမဲ့ဘာမချေနှံ့မှုကိုမှမထုတ်ပြခဲ့ဘူးခရစ်စကလာနှစ်ခုနှစ်ခုနှစ်မှာလူရှင်နန်းတလာပြီးအသက်56နှစ်ရှိပြီဖြစ်တဲ့ကြောက်ရွံကိုကျုံမှုတံမှုဂျန်နန်စစ်သူကြီးအဖြစ်ယာရူတိုးပေးပြီးယုံချမ်းထင်မင်းအဖြစ်ထူကောင်းပြုခဲ့တယ်အဲ့ဒီနောက်ကျန်တုံးစစ်သူကြီးအဖြစ်ထပ်ပြီးယာရူတိုးမြင်ခံရတယ်ခရစ်တကရနဖာ28ခုနှစ်မှာဂျူကောလျင်ကပထမအကြိမ်မြောက်ပိုင်းကိုချီတက်တဲ့အခါအသက်ကြီးနေပြီထွက်တဲ့ကြောက်ရွံကစစ်ဝတ်ဆောင်ဝတ်ပြီးထထတိုက်ခဲ့ပြန်တယ်။မာစုကကျဲထင်းစခန်းကိုလက်လွတ်လိုက်ရလို့မြောက်ပိုင်းချီတက်ဖွဲ့တစ်ခုလုံးရှုံးနိမ့်ခဲ့ရပြီးစစ်ကြောင်းအသီးသီးဆုတ်ခွာခဲ့ရပေမဲ့ကြောက်ရွံတယောက်ပဲနောက်ချန်တက်ကိုစနစ်တကျဦးဆောင်ပြီးဆုတ်ခွာနိုင်ခဲ့တယ်။သူ့ရဲ့ကိုကဲမှုအောင်မှာစစ်တေအင်အားနဲ့ရိခါလက်နက်တွေကိုဟန်ကျုံးစီအဆုံးမရှိပဲအပြည့်အစုံပြန်ထည့်နိုင်ခဲ့တယ်။ပထမအချိန်မြောက်ပိုင်းချီတက်ဖွဲ့ရှုံးပြီးနောက်ဇူကောလျင်ကမိမိကိုယ်ယာဒူး3ဆင့်ရှော့ချခဲ့တယ်လို့အကျိုးစီးပွားကိုမမတ်မော့ပဲအခြေအနေအရာရာကိုငဲညတဲ့ကြောက်ရွံကလည်းကျန်းချန်စစ်သူကြီးချီယာဒူးရှော့တာကိုကြီးဖြူစွာလက်ခံခဲ့တယ်ခရစ်တက်ကရ2029ခုနှစ်မှာကြောက်ရွံဟာတဘာဝအတိုင်းကွယ်လွန်သွားခဲ့ပြီးချန်တူးမှာကွယ်လွန်တော့လျိုရှန်ကရွှွန့်ဖင်မင်းအချီပွဲလင်းတနာခဲ့တယ်။သူ့မှာပြဇက်တွေချဲကလို့ခုနှစ်ကျင်းဝင်ခုနှစ်ကျင်းထွက်ဆိုတဲ့ဒန်ဒါရီဆန်ဆန်ဖြစ်ရမျိုးမရှိခဲ့ပေမဲ့လက်တွေ့မြေပြင်မှာတော့3ကျင်းဝင်3ကျင်းထွက်ပြီးရဲဘော်ရဲဘတ်တွေကိုကယ်ခဲ့တဲ့ဖြစ်ရမှန်ရှိခဲ့တယ်။အငဲသားနိုင်တဲ့စစ်သူကြီးဆိုတဲ့ဂုံးပုံမျိုးမရှိခဲ့ပေမဲ့ရှုံးပေမဲ့မပြိုကွဲစုပ်ပေမဲ့မပျက်စီးတဲ့စစ်ဗျူဟာဆန်နှုံးရှိခဲ့တယ်။အမြင့်ဆုံးရာထူးအာဏာမရှိခဲ့ပေမဲ့လည်းအမြင့်မားဆုံးယုံကြည်ကိုးစားမှုကိုတော့ရရှိခဲ့တယ်။လျိုဘေးကသူ့ရဲ့သားမယားနဲ့နောက်ွယ်ကိစ္စအလုံးကိုသူ့စီပါပဲပုံအပ်ထဲတာပါ။နှစ်ပေါင်း20ကြာပြီးနောက်ဝေးနိုင်နိုင်ကသမကကိုချေမုန်းတဲ့တိုက်ပွဲမှာတော့အဲ့ဒီတိုက်ပွဲအသွင်ကြောက်ရွံ့ရဲ့သားငယ်ကြောက်ကွမ်းကတိုင်းပြည်အသက်ပေးလူသွားခဲ့တယ်။တားဖားနဲ့အစလုံးဟာတစ္ဆာမဖောက်ဘူးဆိုတဲ့ဂရီစကားတစ်ခွန်းအတွက်သူတို့ရဲ့ဘဝတစ်ခုလုံးကိုပေးဆက်သွားခဲ့ကြတာဖြစ်ပါတယ်။